အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်ဝကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်အဲ့တော့ဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့လက္ခဏာပညာမှာအဓိကအနေနဲ့ပါဝင်တဲ့လက်ပုံစံ9မျိုးအကြောင်းပေါ့နော်အဲ့ဒီ9မျိုးအကြောင်းတွေကသူက7မြောက်လက်ပုံစံဖြစ်တဲ့စိတ်ကူးရင်လက်အကြောင်းလေးကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့စိတ်ကူးရင်လက်လို့ခေါ်တဲ့ဒီ psychic hand မှာသူကဘလို့လက်ပုံစံလေးတွေပုံစံလေးတွေရှိသလဲဆိုရင်ဘလို့သူကလက်ရဲ့အနေထားပေါ့နော်အဲ့တော့လက်ဝါးပြင်ဆိုလဲနူးညံ့လှပတယ်ပျော်ပြောင်းတယ်နော်လက်ဝါးပြင်လေးတွေဆိုလဲနူးညံ့တယ်လှပတယ်ပျော်ပျော်ပြောင်းပြောင်းလေးရှိတယ်ကြည့်လိုက်ရင်ဟိုလက်ဝါးပြင်ကဒီနူးညံ့ပျော်ပြောင်းမှုဟာတိတာထင်ရှားတယ်ပေါ့နော်တခါလှတဲ့ဘက်မှာပါတယ်ဒီလက်ဝါးပြင်အနေထားမှာနုနယ်ပျော်ပြောင်းပြီးတော့ပေါ့နော်ဒီသူ့ရဲ့အသားအရည်အသွေးအယောင်လေးတွေကလှပတဲ့အနေထားလေးမှာရှိတယ်တခါလက်ချောင်းနဲ့လက်သေးတွေဟာသူရှည်ပြီးတော့နော်လက်ချောင်းနဲ့လက်သေးတွေကရှည်ပြီးတော့လက်ချောင်းဆိုလဲရှည်မယ်နော်လက်သေးလေးတွေဆိုလဲရှည်တဲ့ဘက်ကိုပါတယ်ပြီးရင်သူကရှည်ပြီးတော့သူကဘာထူးကြလဲဆိုရင်ကျွန်တော်တို့ဒီအမှုပညာလက်လိုပဲချွန်တဲ့ဘက်တွယ်တဲ့ဘက်ကလေးကိုသူကသွားတယ်အဲ့တော့ဒီစိတ်ကူးရင်လက်ဆိုတာအဲ့တော့လက်ဝါးပြင်လက်ချောင်းတွေဟာနူးညံ့လှပပျော်ပြောင်းနေအထူးသဖြင့်လက်ချောင်းနဲ့လက်သေးတွေဟာရှည်ပြီးတော့တွဲနေတာကိုတွေ့ရမယ်လက်ပုံစံလေးဖြစ်ပါတယ်အဲ့တော့ဒီစိတ်ကူးရင်လက်လို့ခေါ်တဲ့ဒီ psychic hand မှာဘလို့သဘောတဘာဝတွေရှိသေးလဲဆိုရင်အဲ့တော့ဒီစိတ်ကူးရင်လက်ရှိတဲ့သူတွေဟာစိတ်ကူးရင်လက်ကိုပိုင်ဆိုင်ထားတဲ့သူတွေဟာအဲ့တော့ဒီစိတ်ကူးရင်လက်ဆိုတဲ့အတိုင်းပေါ့နော်အဲ့တော့စိတ်ကူးရင်မှုများမယ်ပေါ့အဲ့တော့စိတ်ကူးတွေပဲသူကစိတ်ကူးတွေပဲများနေမယ်အဲ့တော့စိတ်ကူးရင်နေမှုတွေနဲ့ပဲအဲ့တော့စိတ်နဲ့ပဲသူကအလုပ်တွေအဲ့တော့စိတ်ထဲမှာပဲအလုပ်တွေဒါလုပ်နေမယ်သူမျိုးပေါ့နော်အဲ့တော့တစ်ဖက်ကပြန်ပြောရရင်အဲ့တော့လက်တွေ့တို့ရုပ်ပိုင်းတို့တော့နော်အဲ့တော့ရုပ်ပိုင်းဆံမှုတွေနည်းမယ်တော့အပင်ပန်းတွေမခံနိုင်ဘူးအဲ့တော့ရုံးကန်မှုတွေဆိုရင်အားနေတယ်ဆင်းရဲတဲ့ဒဏ်တွေမခံနိုင်ဘူးဒီရုပ်ပိုင်းတွေပေါ့နော်တခါလက်တွေ့ဆိုလဲသူကနည်းတယ်နော်အဲ့တော့လက်တွေ့နေတဲ့အခါကျတော့ဘယ်မှာပါသွားလဲဆိုပြင်းရည်တဲ့ဘက်မှာပါသွားတယ်အဲကြောင့်ဘဝမှာရုန်းကန်မှုတွေနေတယ်ပြင်းရည်တဲ့သူဖြစ်တယ်အဲ့တော့ပင်ပန်းမှုတွေဆင်းရဲမှုတွေဆိုဓာတ်မခံနိုင်ဘူးအဲ့ဒီသူ့မှာတခြားထူးခြားချက်ပေါ့နော်ထူးခြားချက်ကလေးတခုကဘာလဲဆိုအဲ့ဒီစုံးတွေနတ်တွေတစေတွေဆိုတဲ့အကြောင်းတွေအရာတွေဆိုရင်သူကဝါသနာပါတဲ့သူဖြစ်ပါတယ်ဒါကြောင့်ဒီလက်ပုံစံ9မျိုးထဲမှာဒီစိတ်ကူးရင်လက်လို့